အဲကအပြေးလွှားရောက်လာပြီးစုချန်ရန်ရဲ့လက်ကိုလှမ်းကင်လိုက်တယ်။အိုးကြိုးဆိုပါတယ်ရှင်ဒါနဲ့ဒီသမီးလေးနာမည်ကဘယ်လိုခေါ်လဲမသိဘူး။ရှမ်မန်ကတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားနေပြီးသမီးလေးကိုအပေါ်အောက်အကဲကဲကြည့်နေရင်းနဲ့ကျွန်တော်ဘက်လှည့်ပြီးသဘောကျတဲ့အကြည့်တစ်ချက်ပေးဖို့လည်းမမေ့ခဲ့ပါဘူး။မစိုးဘူးငါသားကြီးအမြင်ရှိသားပဲမင်းမေတိုင်းပဲ။အဲ့ဒီအချိန်မှာပဲအဖေကလည်းကျွန်တော်နားကိုခိုးကပ်လာပြီးလက်မထောင်ပြတယ်။တော်တယ်ငါသားမင်းကအဖေတုန်းကထက်အပြတ်သက်သာတယ်ဟဲ့။တားရီဒီသမီးလေးနာမည်ကဘယ်သူလဲဆိုတာအမေကိုမြန်ပြောပြဦးလေလို့အမေကမေးတယ်။ကျွန်တော်လည်းချောင်းတစ်ချက်ဟန့်လိုက်ပြီးသူ့နာမည်ကစုချန်ရန်လို့ခေါ်တယ်အမေကသူ့ကိုရှောင်းချန်လို့ပဲခေါ်လိုက်ပါ။ရှောင်းချန်ဟုတ်လားရှမ်မန်ကတော့ပါစက်ပိတ်မရအောင်ပြုံးနေတော့တာပဲ။နာမည်လေးကလည်းလှလိုက်တာလူကလည်းနာမည်ထက်ကိုချစ်ဖို့ကောင်းသေးတယ်။စုချန်ရန်ကတော့တုံလုံးချောက်ချပြီးချွေးတွေတောင်ပြန်နေရှာပြီးရှမ်မန်ရဲ့လိုက်လဲရှိလာတဲ့ကြိုးစုမှုကိုမနှဲတောက်ခံနေရပြီးညံရီတောင်ထွက်ပြေးမတက်ဖြစ်နေတာ။ကျွန်တော်ဘေးမှာရှိနေတဲ့စုချန်ရန်တယောက်စိတ်လှုပ်ရှားလို့ပောက်ကွဲထွက်တော့မလို့ဖြစ်နေတာကိုမြင်တော့ကျွန်တော်လည်းသူ့ကိုကယ်ဖို့ဝင်ပါလိုက်ရတယ်။ရှောင်းချန်ကိုနဲ့မိတ်ဆက်ပေးမယ်ဒါကကို့အမေလေး။ဒါပေမဲ့သူကပဲစိတ်လှုပ်ရှားလို့လားမသိဘူးစုချန်ရန်ကရှမ်မန်ကိုကြည့်ပြီးအမေဆိုပြီးမတိစိတ်ကနေလှုပ်ခနဲ့အော်ခေါ်လိုက်မိရောကျွန်တော်လည်းနေရာတင်ကြောင်းသွားတာပေါ့ဒါ။ကျွန်တော်အမေလေးမင်းကအခုကတည်းကအဲ့လိုလန့်ခေါ်လို့ဘယ်ရအောင်မလဲ။စုချန်ရန်လည်းသူ့အမားကိုချက်ချင်းရိပ်မိသွားပြီးမျက်နှာလေးတစ်ခဏချင်းရဲကနေဖြစ်သွားတော့တယ်သူကလက်တွေကိုအသေးအတန်ရမ်းပြရင်းနဲ့မဟုတ်ပါဘူးသမီးပြောတာကအန်တီနေကောင်းလားအန်တီလို့အလင်းအမြန်ပြန်ရှင်းပြရှာတယ်။ရှမ်မန်ကတော့ဒီကောင်မလေးကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတာပဲလို့တွေးပြီးမရေမိအောင်အောင့်ထားရတယ်ကျွန်တော်လည်းဆက်ပြီးမိတ်ဆက်ပေးတာပေါ့။ကဲနောက်တစ်ခါပြန်မိတ်ဆက်ပေးမယ်နော်ဒါကတော့ကို့အဖေကျွန်တော်ကစုချန်ရန်ကိုရည်ရွယ်ချက်ရှိနဲ့ဆက်နောက်လိုက်သေးတယ်။ဒီတစ်ခါတော့အဖေလို့ထပ်မခေါ်တော့ဘူးမလား။စုချန်ရန်ကသူ့ပခုံးနဲ့ကျွန်တော်ကိုခပ်ပေါက်ဖွာလေးတွေးလိုက်ပြီးတူတူလေးညီးတွားရှာတယ်။လောက်မူငါ့ကိုလာမနောက်နဲ့လေနေငါ့ကိုလူပြက်ဖြစ်အောင်တမင်လုပ်နေတာမလား။အခြေအနေကအိုတိုအန်တန်ဖြစ်နေတာကိုဖျက်ပစ်ဖို့အတွက်စုချန်ရန်ကအဖေကိုအရင်စကလန်းပြောလိုက်ပြီးမြဲမဆက်ဟလိုက်တာနဲ့ပဲနောက်ထပ်အကြီးကျယ်ရှက်စရာကောင်းတဲ့အကွက်တစ်ခုဖြစ်သွားပြန်ရောဟိုအန်ကယ်ရဲ့မျိုးရိုးနာမည်ကဘာလဲဟင်အဖေကတော့ဒီမေကွန်းကြောင့်အန်အော့မင်တက်သွားပြီးမြဲအလိုက်တင်ပဲပြန်ဖြေပေးလိုက်တယ်အဖေမျိုးရိုးကမိုးလို့ထင်တာပဲတိုက်ဆိုင်လိုက်တာလောက်မူနင့်အဖေကနင်းနဲ့မျိုးရိုးတူတာပဲနော်စုချန်ရန်ကတော့အခုချိန်မှာစိတ်လှုပ်ရှားလုံးလို့ဘာရီရှောက်ပြောနေမှန်းကိုမသိတော့ဘူးသူ့ရဲ့အခက်အခဲကိုရှမ်မန်ကတတိထားမိသွားပြီးအခြေအနေကိုထိန်းပေးဖို့ချက်ချင်းဝင်ပြောပေးရှာတယ်ကဲအားလုံးပဲဒီတိုင်းကြီးမတက်ရက်မနေကြပါနဲ့ဦးလူလဲစုံပြီဆိုတော့စားကြတောက်ကြရအောင်လားထမင်းစပွဲကိုလာချက်ထမင်းစပွဲရောက်တော့စုချန်ရန်တယောက်မြေကြီးထဲပဲလိုင်ကောင်းတူးပြီးပုံနေချင်းစိတ်ပေါက်သွားတော့တာပဲစောစောကသူဘာရီရှောက်ပြောခဲ့မိပါလေတကယ်ကိုအဆက်ကွဲတာပဲကဲဘဝစားတော့အာမနာနဲ့ကိုယ့်အိမ်လိုပဲသဘောထားရှမ်မန်ကစုချန်ရန်ရဲ့ဘေးမှာနွေးထွေးထိုင်နေပြီးသူ့ရဲ့ဟင်းခတ်တူကလည်းမနာလမ်းပဲစုချန်ရန်ရဲ့ပကံထဲကိုဟင်းတွေတောက်လျှောက်ထည့်ပေးနေတယ်စုချန်ရန်ခမရလဲအရန်ကိုအားနာပြီးဂုံယူမဆုံးဖြစ်ရတာကြောင့်ချက်ချင်းပဲကျေးဇူးတင်စကားဆိုရတာပေါ့ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အန်တီရှမ်မန်ရဲ့မျက်လုံးတွေကအရှုံးဖောက်ခြင်းနဲ့အရေးရောင်တွေပြလာပြီးနောက်တစ်ခါထပ်ဆနောက်ပြန်တယ်ဟမ်အမေကတော့စောစောကသမီးခေါ်လိုက်တဲ့အမေဆိုတဲ့အခေါ်အဝေါ်လေးကိုပဲပို့သဘောကျမိတယ်လို့ပဲနော်စုချန်ရန်ရဲ့မျက်နှာလေးကချက်ချင်းပဲခရမ်းကျင်တီလိုရဲတောက်သွားတော့တာပဲသူကလက်တွေကိုအကြိမ်ကြိမ်ရမ်းပြရင်အန်တီအဲ့ဒါကမတင်တော်ပါဘူးရှင်သမီးစောစောကပဲအဆက်ကွဲထားရတာကိုသူမကိုချက်ချင်းပဲကျေးဇူးတင်စကားပြောလိုက်တယ်ဟုတ်ကဲ့ကျေးဇူးပါပဲအန်တီချမ်မန်ရဲ့မျက်လုံးတွေကအရှုံးဖောက်ခြင်းနဲ့အရေးရောင်တွေနဲ့တောက်ပလာပြီးနောက်တစ်ခါစနောက်ပြန်ရောအဟမ်းခုနကအမေလို့ခေါ်လိုက်တာကပိုးပြီးနားထောင်လို့ကောင်းသေးတယ်လို့ထင်တာပဲစုချန်ချန်ရဲ့မျက်နှာကချက်ချင်းပဲခရမ်းကျင်တီလိုရဲတက်သွားပြီးလက်တွေကိုတုံရင်နဲ့ခါရမ်းပြရှာတယ်အန်တီအဲ့ဒါတော့မဟန်ပါဘူးသမီးဒီနေ့တင်တော်တော်လေးအဆက်ကွဲပြီးနေပါပြီကျွန်တော်ကသူမရဲ့ရှက်ကိုရှက်တန်းဖြစ်နေတဲ့ပုံစံလေးကိုလှည့်ကြည့်ပြီးတမင်တက်ဆက်လိုက်တယ်ဘာလို့မဟန်ရမှာလဲဒါနဲ့ငါတို့ကအရင်ကြီးဆုံးမဟုတ်ဘူးလားတငယ်ချင်းတွေပဲဟာငါအမေကနင့်အမေပဲပေါ့စုချန်ချန်ကကျွန်တော်ရဲ့လေးနှစ်လချီရဲ့ဆိုတဲ့မျက်နှာပေးနဲ့ရှောက်ပြောနေတာကိုနားထောင်ပြီးတကယ်ပဲအဟုတ်မှတ်ကအင်းအဲ့ဒါလည်းဟုတ်တာပဲလို့တွေးလိုက်မိပုံရတယ်ညစာစားပြီးအိမ်ပြန်ကားမောင်းနေတဲ့လမ်းမှာဘေးကုံမှာထိုင်နေတဲ့ချမ်မန်ကပြုံးပြုံးလေးနဲ့စကားဆက်လာတဲ့ရှောင်းချန်တို့အိမ်ကနည်းနည်းချင်းနဲ့အိတ်ခမ်းကနှစ်ခမ်းပဲရှိတာကြည့်ရတာဒီညတော့ရှောင်းမှုနဲ့ပဲတိုးတိုးဝေးဝေးအိတ်လိုက်ရတော့မယ်ထင်းနဲ့စုချန်ချန်နဲ့ကျွန်တော်ကအတန်းဖော်တွေတက်ပါပဲလို့ခုနတင်ရှင်းပြထားပြီးမယ်လေချမ်မန်ကတော့မယုံပါဘူးဘလို့ပုံမှန်တန်းဖော်ကဖွဲရချင်းယောက်ျားလေးအိမ်မှာလာတယ်မလဲသူတို့ကတေချာပေါက်ချစ်သူတွေဖြစ်နေကြပြီမို့စုချန်ချန်ရဲ့တုံ့ပြန်မှုကိုစမ်းသပ်ဖို့တမင်တက်အဲ့ဒီလိုပြောလိုက်တာလေစုချန်ချန်တယောက်လုံးဝစွန့်သွားရှာတယ်သူမနဲ့ကျွန်တော်ကညီကိုတွေလိုဘလောက်ပဲရင်းနှီးပါစေဘူးသူမကမိန်းကလေးပဲဟာယောက်ျားလေးတယောက်နဲ့တခန်းထဲမှာဘလို့လုံးအေးဆေးဆေးအတူတူနေနိုင်မှာလဲအဲ့ဒီခဏတာ10စက္ကန့်အတွင်းမှာပဲစုချန်ချန်ရဲ့ခေါင်းထဲမှာဒရမာဇလန်တွဲပေါင်း800လောက်ဖြည့်ပြေးသွားခဲ့ပြီးတကယ်လို့လောက်မှုကငါ့အပေါ်တစ်ချိန်လုံးအကွက်ချချောင်းနေပြီးတကောင်ရံမှာဝန်းပလွေကြီးဖြစ်ရုတ်တရက်ပြောင်းလဲသွားရင်ဘယ်လိုလုပ်မလဲအဲ့ဒါဆိုချင်းတေတွင်နဲ့ကိုဖာသာလမ်းလျှောက်ဝင်သွားတယ်လို့ဖြစ်မနေဘူးလားဒါပေမဲ့သူမကကို့တွေးကိုချက်ချင်းပဲပြန်ဖြောက်လိုက်တယ်မဖြစ်နိုင်တာသုံးနှလုံးလုံးပေါင်းလာတာလောက်မှုကတော်တော်လေးလူကောင်းပါသူကအဲ့ဒီလိုလူစားမျိုးမဟုတ်ပါဘူးဒါပေမဲ့သူမအပေါ်စိတ်ဝင်စားနေတာမျိုးတော့ဖြစ်နိုင်တာပဲအဲ့ဒါကြောင့်စုချန်ချန်ကစိတ်ရွေ့နေရင်းနဲ့ပဲကောင်းချင်းပြလိုက်မိတယ်အခုတော့ချမ်မန်တယောက်အံ့ဩသွားရမယ်အလှည့်ရောက်သွားပြီးစုချန်ချန်ကတကယ်ကြီးသဘောတူလိမ့်မယ်လို့သူမလုံးဝမမျှော်လင့်ထားဘူးလေဒီကလေးနှစ်ယောက်ကတကယ်ပဲအဲ့ဒီအဆင့်ထိရောက်နေကြပြီလားပေါ့အခန်းထဲပြန်ရောက်တာနဲ့စုချန်ချန်ကမျက်နှာနာအထိတိုးကလာပြီးဖြစ်ဆက်ဆက်နဲ့လာနောက်တော့တာပဲဗျာနားထောင်ဆန်းလာအုံမူရဲ့ငါအရန်ချောတာသိပေမဲ့တို့တွေကညီကိုတွေဆိုတာမမေ့နဲ့ဦးစိတ်ကိုထိန်ငါအိပ်ပျော်နေတော့ဘာမှလာမကြံစီနဲ့အုံတော်ဆိုပြီးပြောလဲပြောငါဘလို့တုံ့ပြန်မလဲဆိုတာကိုကြည့်ဖို့မျက်နှာချင်းလဲပိုတိုးကလာသေးတယ်ကျွန်တော်လည်းလက်ကပြပြီးမျက်နှာအတီပေါက်နဲ့စုချန်ချန်ရဲဘော်တယောက်ကိုဒီလိုမျိုးလာဆန်းတက်နေတာလားနင်ကတို့တွေရဲ့ဖြူစင်တဲ့တော်လန်ရေးတငယ်ချင်းတန်ရောစင်ကိုစော်ကားနေတာပဲလို့ပြန်ပြောလိုက်ရတယ်ဘာလို့လဲဆိုတော့စိတ်ထဲကနေတိနေတာကိုကျွန်တော်ကသာနည်းနည်းလေးစိတ်ဝင်စားတဲ့ပုံပြလိုက်ရင်ဒီကောင်မလေးချက်ချင်းလစ်ပြေးတော့မှာစုချန်ချန်ကကျွန်တော်အတီးကြီးလုံနေတာမြင်တော့မှပဲတပြင်းချနိုင်တော့ပြီးတော်သေးတာပေါ့ဒီညတော့မျက်လုံးတစ်ဖက်ဖွင့်အိတ်စရာမလိုပဲအေးအေးဆေးဆေးအိတ်ရတော့မယ်လို့ပြောလာတယ်ပြီးတော့တခိခိနဲ့သဘောကျရဲ့ပြီးမျက်နှာပြောင်ပြသေးတာဗျလာမူနင်ဘာလို့ငါ့ကိုအဲ့ဒီလိုကြီးကြည့်နေရတာလဲကြောက်စရာကြီးလို့သူကပြောတော့ကျွန်တော်လည်းရေရမလို့ငိုရမလို့နဲ့နင်ကတော့တကယ်ချာအေးတခိုးမလေးပဲလို့ပြောလိုက်တယ်သူကခေါင်းလေးဆောင်ပြီးအပြစ်ကင်းနဲ့မျက်နှာပေးနဲ့နေဦးအဲ့ဒါကချီကျူးလာလားလို့မေးသေးတယ်အေးပါချီကျူးလာပါဟုတ်ပြီလားဆိုပြီးလက်ကပြလိုက်ပြီးတော့ကဲ
သွားအိတ်တော့လို့လွတ်လိုက်ရတဲ့သူကလည်းအိတ်ရပေါ်လဲချလိုက်ပြီးချက်ချင်းကိုလိမ္မာတဲ့ကလေးလေးလိုငြိမ်ကျသွားတာတကယ်ကိုချစ်စရာလေးဗျာဒါပေမဲ့တကောင်လဲကြော်ရောတကိုယ်လုံးကင်းချင်များလို့ဖြစ်လာပြီးလက်တွေခြေတွေကပလူပြန်လို့ကျွန်တော်ကိုပါလာဖတ်ထားတော့တာပဲကျွန်တော်အိမ်မောကြနေတော့ရှိသေးသူကလေးဘက်ကကန်ချက်နဲ့ကန်ချလိုက်တာကျွန်တော်လည်းရုပ်သေးရုပ်လိုအိတ်ရပေါ်ကနေအောက်ကိုဘုတ်ခနဲ့ပြုတ်ကျသွားရောဗျာကြားတဲ့အချိန်နဲ့သူလည်းနိုးလာပြီးမျက်လုံးလေးပွင့်ရင်ကြမ်းပြင်ပေါ်မှာဖားပြားမောက်နေတဲ့ကျွန်တော်ကိုကြည့်ပြီးမှချက်ချင်းမျက်လုံးပွင့်သွားတော့တယ်လာမူအားနာလိုက်တာတကယ်အားနာပါတယ်ငါတကယ်မှားသွားတယ်လို့ချက်ချင်းတောင်းပန်ရှာတယ်အဲ့ဒါသူ့ရဲ့အိတ်တက်တဲ့အလေးထားကိုပြတယောက်တည်းအကျေကြီးအိတ်ရင်တော့အိတ်ရပေါ်ကနေလိမ့်ကျတတ်တဲ့သူကတနာကမမျက်နှာပေးလေးနဲ့တကယ်ပါငါကအိတ်ရင်တောင်းကျမ်းတက်လို့ပါလို့ပြောသေးတယ်သူ့မိကိုတောင်အိတ်ရပေါ်ကနေအချိန်ချင်းကန်ချဖူးတယ်ဗျာကျွန်တော်လည်းခေါင်းခါပြီးရေလိုက်ရင်းထားလိုက်ပါတော့အိတ်ရပေါ်ပြန်တက်တော့လို့ပြောလိုက်ရတယ်သူကမျက်ရည်လေးဝဲပြီးကျွန်တော်ကိုအသက်သခင်ကျေးဇူးရှင်လို့ကြည်ရင်လာအောင်မူနေငါတကယ်အကောင်းဆုံးပဲငါကိုစိတ်ဆိုးနေပြီလို့ထင်နေတာလို့ပြောတယ်ပြီးတော့ချက်ချင်းဆိုတယ်လို့မျက်နှာကပြန်ပြုံးဖြစ်သွားပြီးတို့တွေကယောက်ျားလေးနဲ့မိန်းကလေးဖြစ်မနေရင်အခုချက်ချင်းနင့်ကိုနမ်းပစ်လိုက်မှလို့ပြောသေးတာပြီးတော့အိတ်ရပေါ်ပြန်တက်သွားပြီးတော်သေးတာပေါ့ကြမ်းတဲ့ညတစ်ပိုင်းလုံးတော့အေးအေးဆေးဆေးရှိသွားတယ်နောက်နေ့မနေ့အိတ်ရကလကကြားတဲ့ကနေနေရောင်လေးဖြာချလာတော့မှစူချန်ချန်တယောက်အိတ်ရကနေအနိုင်နိုင်ထလာတော့တယ်တန်းဝေပြီးရင်ဘက်ကြီးပုတ်လို့မိဖို့ကြောင့်လည်းရှောက်လာရင်ကျွန်တော်ဟင်းချက်နေတာမြင်တော့ဟေးလာအုံမူနင့်မိဘတွေကဘယ်ရောက်ကုန်လဲတယောက်မှမတွေ့ပါလားလို့မေးတယ်ကျွန်တော်လည်းလှည့်ကြည့်ပြီးပြုံးပြရင်သူတို့ကလမ်းမကြီးပေါ်မှာဆိုင်ဖွင့်ထားတာလေစောစောခွင့်ရလို့နေမထွက်ခင်ကတည်းကသွားကြပြီလို့ပြောလိုက်တယ်အားဟုတ်သားပဲဆိုပြီးသူကဘိုက်ကလေးပို့ရင်ဒါနဲ့တို့တွေဘာစားကြမလဲအပြင်ထွက်စားကြမလားလို့မေးတယ်ကျွန်တော်လည်းရေခဲတတာတွေကချက်စရာပြင်စရာလေးတွေထုတ်ပြီးအမြဲလုံးနေကြအတိုင်းဟင်းချက်ဖို့ပြင်လိုက်ရင်အပြင်မှာရှုပ်ရှုပ်ရှက်ရှက်သွားမနေနဲ့တော့ဒီမှာပဲတခုခုချက်ကျွေးလိုက်မယ်လို့ပြောလိုက်တာပေါ့စူချန်ချန်ကကျွန်တော်ကိုထူးဆန်းတယ်လို့ကြီးစိုက်ကြည့်ပြီးမဟုတ်မှလွယ်ရောလာမူနင်းတကယ်ချက်တတာလားနင်းချက်တာစားပြီးငါအသက်ရှင်ပါဦးမလားလို့လာနောက်နေပြန်ရောကျွန်တော်လည်းသူ့ကိုတစ်ချက်ကြည့်ပြီးစပွဲခုံဘက်ကိုမင်းငေါပြလိုက်ရင်ဟိုမှာပတ်စံရှိတယ်နင်းမသားအပြင်မှာမနှက်စာသွားဝယ်စားခြင်းလည်းရတယ်လို့ပြောလိုက်တယ်အဲ့ဒီတော့မှသူကမဟုတ်ပါဘူးငါကနောက်လိုက်တာပါလို့ချက်ချင်းလေးတန်ပြောင်းသွားတော့တယ်ဗျာဆရာကြီးချက်ပြုတ်တက်လိုက်မယ်လို့ကျွန်တော်စိတ်တောင်မကူဘူးတေချာပေါက်မီးစမ်းကြည့်ရမယ်ဘာတွေလက်ရပြမလဲဆိုတာကြည့်ရသေးတာပေါ့ခဏနေတော့ကျွန်တော်ခရမ်းကျင်တီကြက်ဥကျော်ပူနွေးတပကံကိုယူလာခဲ့တယ်ဒါကဘသူမဆိုလှုပ်တက်တဲ့တကယ်ကိုပျက်စီးသွားဖို့ခက်တဲ့ဟင်းပွဲမျိုးလေသူကမယုံတင်ကာနဲ့တစ်ဖက်ကိုညှက်ပြီးပါဇက်ထဲကောက်ထည့်လိုက်တာနဲ့ချက်ချင်းမျက်လုံးတွေဝင်းလက်သွားတော့တာပဲအလိုလေးဒါကတကယ်ကိုကောင်းလုံးနဲ့လောက်မှုရဲ့ထဲမှာဘာတွေထည့်ထားတာလဲဆရာကြီးရဲ့ရီးစားဖြစ်လာမဲ့သူကတော့ကဘာပေါ်မှာအပြန်ကောင်းဆုံးလူပဲအမေကိုအားနာပေမဲ့အမေလက်ရာကဒီဟင်းနဲ့ရှင်ရင်ရာဇဝတ်မှုကျူးလွန်ထားတယ်လို့ပဲသူကချီမုန်းခန်းတွေဖွင့်နေပေမဲ့လက်ကလည်းတူကိုမချဘူးကျွန်တော်တတိမထားမိခင်မှာပဲတပန်းကန်လုံးပြောင်းတလင်းခါသွားတော့တာပဲကျွန်တော်အာဆန်သွားပြီးအိုးလုခွက်လုကိုကြည့်နေမိတယ်မင်းကလေးတကယ်ကြီးလားအခုဆရာကြီးကျွန်တော်အတွက်တလုတ်တောင်မချန်ထားဘူးလေသူကတော့ရေပြီးပဲကြောက်ဖြတ်သွားတယ် sorry မအောင်နိုင်လို့ပါကုံသွားတာတောင်တတိမထားမိလိုက်ဘူးဒါပေမဲ့စိတ်မဆိုးပါနဲ့တော့ဟုတ်ပြီလားဘာလို့လဲဆိုတော့ဒီနေ့ကဒီမှာကျွန်တော်ရဲ့နောက်ဆုံးနေ့လေးဆရာကြီးကျွန်တော်ကိုအကြာကြီးမြင်ရတော့မှာမဟုတ်ဘူးဒါကြောင့်ကျွန်တော်နဲ့ရှိတဲ့အချိန်တိုင်းကိုတန်ဖိုးထားပါပြီးတော့တကယ်လို့ဆရာကြီးကကျွန်တော်ကိုမခွဲနိုင်ဘူးဆိုရင်လည်းနောက်ထပ်တစ်ညလောက်ထပ်နေပေးလို့ရပါတယ်ဟုတ်တယ်မလားသူကဒါတွေပြောရင်ယထာလက်မှတ်ဖြတ်ဖို့ဖုန်းကိုထုတ်လိုက်ပေမဲ့အတီးပြူတာကိုမနှိမ့်ခင်မှာပဲသူ့အမေကရှောင်းချမ်းစီဖုန်းခေါ်လာတယ်အမေသတင်းကောင်းပြောမလို့နင့်အဖေနဲ့ငါနဲ့နိုင်ငံခြားခရီးထွက်မလို့လေလို့သူ့အမေကဖုန်းလမ်းကနေစိတ်လှုပ်ရှားစွာနဲ့ပြောတယ်နွေရာသီကျောင်းပိတ်ရက်လဲရောက်ပြီဆိုတော့အမေတို့2လကြာဒုတိယအကြိမ်ပြားရည်စမ်းခရီးထွက်ကြမလို့နင့်ရဲ့တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးတာနဲ့2လခရီးထွက်ကြမယ်လို့နင့်အဖေကအမေကိုကတိပေးထားတာကြာပြီလေအခုနင်လဲစာမေးပွဲပြီးပြီဆိုတော့သူကတိအတိုင်းလုပ်တာပေါ့အိမ်ကိုမြန်ပြန်လာခဲ့ဦးနင့်အိတ်ခမ်းကောင်းအောက်မှာအိတ်ဆိုင်သုံးဖို့တရုတ်ငွေ18000အစင်တင်ထည့်ထားပေးတယ်နောက်2လအတွက်စားစရိတ်လောက်မှာပါပဲလေရင်ကထွက်တော့မှမလို့ဖုန်းချလိုက်ပြီနော်ဒီလိုနဲ့ပဲဖုန်းကကျသွားတော့တယ်စုချန်ရုံတယောက်ကြောင်အမ်းပြီးရက်ကြံခဲ့တယ်သူတခုံးမှတောင်ပြန်မပြောလိုက်ရဘူးဒီအချိန်မှာသူဟာသူ့မိသားစုထဲမှာအပိုလူတယောက်ဖြစ်နေပြီလားလို့တကယ်ကိုတန်တရားဝင်လာမိတယ်အခုဘာဆက်လုပ်ရမလဲမိဘနှစ်ပါးစလုံးမရှိတော့ပဲအိမ်ကိုတယောက်တည်းပြန်ရမှာကတကယ်ကိုအတိတ်ပဲမရှိတယ်လို့ပဲအဲ့ဒီအတွင်းနဲ့တင်သူကကျွန်တော်ဘက်ကိုမျက်လုံးလေးတွေဖြည်းဖြည်းချင်းလှည့်လာတယ်ဟေးလာမှုဒီနွေရာသီတစ်ခုလုံးဆရာကြီးအိမ်မှာပဲနေရင်ရောဘာဖြစ်လဲမိဘတွေကသူ့ကိုအိမ်မှာတယောက်တည်းပစ်ထားခဲ့မှန်းသိလိုက်တဲ့အချိန်မှာတနာစရာခွေးပေါက်စလေးလိုမျက်လုံးမျိုးနဲ့ကျွန်တော်ကိုစိုက်ကြည့်လာတော့တယ်ဒီနွေရာသီဆရာကြီးအိမ်မှာပဲလာကတ်နေမယ်ဆရာကြီးလည်း Modern City တက္ကသိုလ်ကိုပဲရှောက်မှာမဟုတ်လားကျွန်တော်လည်းအဲ့ဒီတက္ကသိုလ်ကိုပဲရှောက်မယ်ကျောင်းဖွင့်ရင်အတူတူတောင်ခန်းကားနေလို့ရသေးတယ်သူ့ရဲ့မျောလင်းချက်အပြည့်နဲ့မျက်နှာလေးကိုကြည့်ပြီးကျွန်တော်စိတ်ထဲကနေတွက်ချက်နေမိတယ်ဘာပဲဖြစ်ဖြစ်ကျွန်တော်အသက်ပြန်ရှင်လာတာဖြစ်တဲ့အတွက်ဒီလိုလေးနဲ့အချိန်ပိုကုန်ဆုံးချင်တာတော့အမှန်ပဲလေစုချမ်းချမ်းကဟိုဘက်မှာလူအူတူတူရုံနဲ့ပြုံးစီစီလုပ်နေတယ်ဗျာကျွန်တော်ကတော့အရှိကနေရှောက်လာခဲ့တယ်သူကကျွန်တော်နောက်ကနေအရေးပမာတစ်ကောက်ကောက်လိုက်လာတာလက်ထဲမှာလည်းပစ္စည်းတွေအပြည့်ပဲမေးစီလေးနဲ့တောင်အောက်ကနို့ဘူးခုံကိုဖိထားရသေးတယ်ကျွန်တော်လည်းတနာတာနဲ့ဝိုင်းတယ်ပေးမလို့လက်လန်းလိုက်ရုံရှိသေးတယ်သူကလက်ကိုအတင်းရမ်းပြပြီးဟင်းအင်းကိုမြူးရတယ်ကျမဘာသာတဲ့နိုင်နေဟာအဲ့ဒီလိုနဲ့ပဲအခန်းထဲအထိနောက်ကနေတစ်ကောက်ကောက်လိုက်လာခဲ့တာစုချမ်းချမ်းကပစ္စည်းအလုံးကိုကြမ်းပြင်ပေါ်ပစ်ချလိုက်ပြီးရေတစ်ခွက်အမြန်ပြေးခဲ့တော့တာပဲပြီးတော့ဂလူနဲ့မောတောက်လိုက်ပြီးအမလေးမောလိုက်တာဗျာဒီလောက်လေးတဲ့အမိုက်တွေကိုတယောက်တည်းတည်လာရတာပြီးတော့လှေကားပေါ်ကိုလည်းတဟုန်ထိုးတက်လာရသေးတယ်ကိုမျိုးကျမကယောက်ျားကောင်းတယောက်မပြီးတတ်ဘူးလားဗျာကဲချီးမွမ်းလိုက်စမ်းပါဦးတဲ့ကျွန်တော်လည်းမပြုံးပဲမနေနိုင်တော့လို့လက်မထောင်ပြလိုက်တယ်ပြီးတော့ဆိုဖာပေါ်ပစ်ထိုင်ပြီးဖုန်းပို့နေလိုက်တာပေါ့စုချမ်းချမ်းကကျွန်တော်ဖုန်းကိုလှမ်းကြည့်ပြီးဟေးကိုမျိုး10နာရီတောင်ခွဲတော့မယ်နေ့လယ်စားဖို့1နာရီ2နာရီလောက်လိုသေးတာပဲနောက်ကျရင်ပလာဇာမျက်စိကောက်ကတောက်ဆန်းဟော့ပေါ့ဆိုင်သွားကြမလားဒါမှမဟုတ်အကင်ပဲစားမလားကိုမျိုးဘာစားခြင်းလဲရွေးလေနေ့လယ်စားကိုကျမအလှရှင်ရဲ့ပတ်စံရှိတဲ့အတော်ကချမ်းသာပါတယ်တဲစုချမ်းချမ်းကလူမိုက်ကြီးလိုရင်ဘက်ကိုတဖြောင်းဖြောင်းထုပြီးရှင်မဲဆုံးဖြတ်လိုက်တယ်လေနောက်ဆုံးရတာအဲ့ဒီမှာပဲစကားပြောရင်နဲ့ပဲတယောက်နဲ့တယောက်အပြန်အလေယုံကြည့်မှုရှိကြတယ်နောက်ပြီးတော့သူအမေအိမ်ပြန်မလာမချင်းသူတငယ်ချင်းအိမ်မှာပဲနေဖို့ဆုံးဖြတ်လိုက်တာ